ဘေလူကြီးနဲ့သူရဲ့ကောက်လုံငယ်လေးရှေတုံးကစိမ့်လန်းဆိုပြီးတဲ့တောင်တိုင်းကြီးရဲ့ခြေရင်းမှာတာယာကုန်းလို့ခေါ်တဲ့ရွာငယ်လေးတွေရှိပါတယ်။အဲ့ဒီရွာလေးဟာအေဂျင့်လာပေမဲ့ရွာရဲ့အနောက်ဘက်ကမှောင်မိုက်တောထဲမှာနေထိုင်တဲ့ဘေလူတရေကြီးတကောင်ကြောင့်ရွာသားတွေဟာအမြဲတမ်းထိတ်လန့်ကြောက်ရွံ့နေရပါတယ်။ဒီရွာဒီမှာအောင်ကျော်ဆိုတဲ့လူငယ်လေးတယောက်ရှိပါတယ်။သူဟာတခြားသူတွေလိုခွန်အားအစမတန်မရှိပေမဲ့အလွန်တတ်သိရှိပြီးတည်ငြိမ်တဲ့စိတ်နှလုံးရှိသူတယောက်ခဲ့ပါတယ်။တနေ့မှာတော့အဲ့ဒီဘီလူကြီးဟာရွာထဲကနွားတွေကိုဖမ်းယူစားတောက်ယုံနေမကပဲရွာရဲ့တခုံတဲသောတောက်သုံးရေကန်ကိုပါလာရောက်ဖျက်ဆီးပါတော့တယ်။ရွာသားတွေဟာကြောက်လန့်တကြားနဲ့ဘာလို့ရမှမသိဖြစ်နေကြတဲ့အချိန်မှာအောင်ကျော်ကရှေ့ထွက်လာပြီးကျွန်တော်အဲ့ဒီဘီလူကိုတွားရောက်နှင်းပါမယ်။ရွာသားအလုံးဘေးကင်းဖို့အတွက်ကျွန်တော်အသက်ကိုပဓာနာမထားပါဘူးလို့ပြောလိုက်ပါတယ်။အောင်ကျော်ဟာသူ့ရဲ့ဓားမြောင်လေးတစ်စင်းနဲ့ရိတ်ခါအနှဲငယ်ကိုယူပြီးမုံမိုက်တောထဲကိုဝင်သွားခဲ့ပါတယ်။လမ်းမှာသူဟာအခက်ခဲများစွာကိုကျုံတွေ့ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဘီလူကြီးနေတဲ့ဂူးဝရှေကိုရောက်ရှိလာပါတော့တယ်။အောင်ကျော်ဟာဘီလူကြီးနဲ့ထိတ်တိုက်တွေ့တဲ့အခါခွန်အားချင်းမရှင်ပဲဉာဏ်ပညာကိုအသုံးပြုခဲ့ပါတယ်။ဘီလူကြီးအိပ်ပျော်နေတဲ့အချိန်မှာသူယူလာတဲ့ကြော်ကွင်းနဲ့ဘီလူရဲ့ခြေထောက်ကိုချီနှောင်လိုက်ပြီးဘီလူကြီးနိုးလာတဲ့အခါမှာတော့လွတ်မရအောင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။အောင်ကျော်ဟာဘီလူကြီးကိုတပ်ပြစ်မဲ့အစားနောင်ကိုရွာသားတွေကိုမနှောက်ယှက်ပေါ်နဲ့တောနဲ့ထဲမှာပဲနေထိုင်မှုဂရိတောင်းခဲ့ပါတယ်။ဘီလူကြီးဟာအောင်ကျော်ရဲ့တတ်တိနဲ့ကျင်နာမှုကိုမြင်ပြီးနောင်တရသွားကတောနဲ့ထဲကိုထာဝရထွက်ခွာသွားပါတော့တယ်။အောင်ကျော်ရွာကိုပြန်ရောက်တဲ့အခါမှာတော့တရွာလုံးကဝန်သားအားရကြိုဆိုကြပါတယ်။အဲ့ဒီအချိန်ကစပြီးတာယာကုန်းရွာလေးဟာပြန်လည်အေးချမ်းသွားပြီးအောင်ကျော်ကိုလည်းရွာရဲ့တကယ်သူရဲကောင်းအဖြစ်သမိုင်းတွင်ခဲ့ပါတယ်။ဒီဖုန်မီလေးကပေးတဲ့သင်ခန်းစာကတော့တကယ်သူရဲကောင်းဆိုတာခွန်အားကြီးုံတွေမကပဲတတ်သိဉာဏ်ပညာနဲ့ကျင်နာမှုရှိဖို့လိုအပ်တယ်ဆိုတာပါပဲအဆုံးထိကြီးပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ like and follow လေးနဲ့လည်းကူညီခဲ့ကြပါအောင်နော်